ငင်းချမ်းသွားပြီလားလို့ပြောတယ်ဒေတာတဲ့စိတ်တည်ငြိမ်ပြီး idea ကောင်းကြီးထွက်လာပြီဆိုရင်ဆက်ကျင်တတ်ပါလေမင်္ဂလာပါကျွန်တော်ပါကူညီရမယ်လေရှင်ဘာလို့လဲကိုချင်းလဲကျွန်တော်မထုတ်ချင်ဘူးမထုတ်မယ်ဆိုရင်ဒီမှာထုတ်မဲ့လူအမောင်းနဲ့ဆိုင်နေတယ်ရှင်ဒီချက်တမနဲ့ထုတ်မှာလားဟုတ်ကဲ့ကျွန်တော်ဒီချက်တမပဲထုတ်မှာပါငွေစက်တဲ့ကျွန်တော်တို့လူတွေဟောလေအဲ့ငွေစက်လေးမှာတစ်ခါပေါင်းပြီးထုတ်လိုက်ပါမယ်ဒီစက်တဲ့ကျွန်တော်တို့လူတွေကျွန်တော်ချက်တမပဲကျွန်တော်လုပ်ချင်လို့အဲ့ချက်တမတ်ဆိုရင်လည်းငါလောကနဲ့လုံးချင်မဟုတ်ဘူးကျမစိုက်ထုတ်ပေးမယ်လေကျမစီရချက်တမတ်ထုတ်ပေးမယ်နော်မဟုတ်ကျွန်တော်ဒါနဲ့တစ်ချက်တမတ်လုပ်ချင်တယ်ရှင်တူလို့ရှုပ်တာကျွန်တော်အဲ့ဒီချက်တမတ်ကျွန်တော် idea ထုတ်ပြန်လို့ရှိတယ်နော်ဒီကျွန်တော်ဒုလို့လို့နော်ကျေးဇူးကျွန်တော်အဲ့လေးကိုကြည့်တယ်နော်ဒီဘာဖြစ်လဲဘာဖြစ်ဒီမဲ့လေးတစ်ချက်တမတ်နဲ့လာရင်ကျွန်တော်ဖြစ်တာမဟုတ်ခင်ဗျကျွန်တော်တကယ်လို့အဲ့လိုကျွန်တော်ပြောနေတာကျွန်တော်အဲ့ဒီချက်တမတ်နဲ့ဒီမှာလုပ်ငန်းလုပ်ကြအများကြီးရှိနော်ကျွန်တော် idea ကိုကျွန်တော်အဆုံးသတ်ခံတာကျွန်တော်မမလာထုတ်ပါဘူးမင်းမကျောင်းမှာတော့အဲ့လိုမဟုတ်ဘူးဟာစိတ်ပညာဘိုးရပြီးတော့မှဘာဖြစ်မှမသိဘူးဒါမျိုးဖြစ်သွားရမယ်ငါသိနေတယ်ဘာလဲပညာရဲ့တစ်ခုတွေ့တဲ့တနာလုံးနေတာတဲ့ဟုတ်မရသူကြည့်ရတယ်စကားပြောလေအိုက်တယ်အဲ့ဒါအတူတူစားလို့ကောင်းတယ်